Okay မင်္ဂလာပါ J6 ကနေပြီးတော့ကြိုဆိုပါရခင်ဗျ။ဒီတော့ laptop သုံးတဲ့သူတိုင်းအနည်းဆုံးတစ်ခေါက်တော့ကြားဘူးကြမယ်ထင်ပါတယ်။ laptop ကို charger အမြဲထိုးထားလို့ရှိရင် battery ပြတ်တယ်တို့ battery ဖောင်းလာလိမ့်မယ်လို့ battery အသုံးမခံတော့ဘူးတော့လို့ဆိုတဲ့စကားတွေကတကယ်တော့မှန်လားမမှန်ဘူးလားဆိုတဲ့ဟာဒီနေ့ကျွန်တော်နဲ့တူလေ့လာကြည့်လိုက်ရအောင်။ကဲပထမဆုံး battery တွေပြတ်မပြတ်ဘူးမပြောခင်မှာအရင်ခေတ်က laptop တွေရဲ့ battery နဲ့အခုနောက်ပိုင်းကျွန်တော်တို့ရဲ့ laptop battery တွေကဘာတွေကွာလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကအရင်သိဖို့လိုပါတယ်1990ဝန်းကျင်က laptop တွေမှာတော့ nickel cadmium လို့ခေါ်တဲ့ battery တွေကိုအများဆုံးသုံးခဲ့ကြတယ်ဒီ battery တွေမှာဘာပြဿနာဖြစ်လဲဆို memory effect လို့ခေါ်တဲ့အဲ့ဒီပြဿနာတစ်ခုရှိတယ်ပေါ့ဥပမာဗျာ battery က 100% ရှိနေတဲ့အချိန်မှာ90ထိပဲသုံးလိုက်တယ်ပြီးွားရင်အဲ့ဒီ90ကနေပြီးတော့ charger ပြန်ပြီးတော့သွင်းနေကြအားပြန်ပြီးတော့သွင်းနေကြဆိုလို့ရှိရင် battery ရဲ့ capacity က90ပဲရှိတယ်ဆိုပြီးတော့ကြာလို့ရှိရင်မှတ်သွားတတ်တယ်အဲ့ဒီလိုမျိုး memory effect ဖြစ်လာတဲ့အခါကြာလို့ရှိရင်အရင်တော့ battery တွေဆိုလို့ရှိရင် battery အသုံးမခံတော့ဘူးတကယ်လို့4နိုင်5နိုင်လောက်သုံးရမယ်ဆိုလို့ရှိရင်2နာရီလောက်ပဲသုံးလို့ရတော့တာတို့ capacity ကျလာမယ်အားမခံတာတို့ဖြစ်လာမယ်ဒါကြောင့်အရင်ခေတ်တုန်းက battery တွေကိုအားကုန်တဲ့ဒီသုံးပြီးမှ charger ပြန်ထိုးပါဆိုတဲ့အကြံပေးမှုတွေရှိခဲ့တယ်ဆိုပြီးတော့သတ်မှတ်လို့ရမယ်ပေါ့ဒါပေမဲ့အခုခေတ် laptop တွေကအများစုကကျတော့ lithium ion နဲ့ lithium polymer ဆိုတဲ့ battery တွေကိုအသုံးပြုလာတာများတာကိုတွေ့ရတယ်ဒီ battery တွေရဲ့အားသာချက်ကကျတော့ memory effect မရှိတော့ဘူးပြီးွားလို့ရှိရင် energy density လည်းပိုပြီးတော့မြင့်လာမယ်ပိုပြီးတော့လည်းပေါ့ပါလာမယ်စွမ်းဆောင်ရည်လည်းပိုကောင်းလာမယ်ပြီးွားရင် charging speed တွေပါဆိုလို့ရှိရင်လည်းပိုပြီးတော့မြန်လာမယ်အရေးကြီးဆုံးကတော့ဗျာ memory effect မရှိတော့တဲ့အတွက်ကြောင့် battery ကို 0% ဒီအားကုန်တာစောင့်ပြီးတော့မှအားသွင်းစရာမလိုတော့ဘူးကိုအဆင်ပြေတဲ့ battery percentage 50% ပဲဖြစ်ဖြစ် 99% ပဲဖြစ်ဖြစ်အားသွင်းလို့ရလာမယ်ဒီ laptop တွေမှာ battery management system လို့ဆိုရဲစနစ်ပါလာတဲ့အတွက်ကြောင့် battery က 100% ပြည့်သွားတဲ့အခါကို laptop က charger ကနေပြီးတော့ဝင်လာတဲ့လျှက်စစ်အောင် battery တွေမသွင်းတော့ adapter ကနေပြီးတော့ ဓာတ်ရိုက်ယူသုံးလာနိုင်ပါပြီဒါကြောင့်အရင်ခေတ်တွေလိုမျိုးဗျာ100ကနေ99ကျဝိုင်း100ထိပြန်သွင်း99ထပ်ကြလို့ရှိရင်နောက်ထပ်100ထိပြန်သွင်းဆိုလို့ရှိရင်ဒီ cycle ကထပ်ခါဖြစ်နေတဲ့အတွက်ကြောင့်battery အားမခံတာတွေပါတွေကြာလာလို့ရှိရင်ဖြစ်လာတယ်ဒါပေမဲ့အခုခေတ် battery တွေမှာဆိုလို့ရှိရင် charger ထိုးထားလဲပြဿနာမရှိဒါပေမဲ့ battery ရဲ့အဓိကအကြီးမားဆုံးပြဿနာကတော့အပူပဲပေါ့တကယ်လို့ laptop ကိုဗျာgame အကြာကြီးဆော့တာပဲဖြစ်ဖြစ် video export အကြီးစားကြီးတွေလောက်တာပဲဖြစ်ဖြစ် ventilation မကောင်းတဲ့နေရာတွေမှာသုံးတာလို့ဆိုလို့ရှိရင်အပူချိန်မြင့်လာတာနဲ့အမျှ battery health ကလည်းပိုပြီးတော့ကျလာနိုင်တယ်ဒါကြောင့်ကျွန်တော်လူမျိုး laptop ကိုအိမ်မှာ desktop လိုမျိုးအသုံးပြုနေတဲ့လူတွေဆိုလို့ရှိရင် battery health ပိုပြီးတော့ခံအောင်လို့ကိုယ့်ရဲ့ laptop မှာဥပမာ Asus ပဲဖြစ်ဖြစ် Lenovo ပဲဖြစ်ဖြစ် Dell ပဲဖြစ်ဖြစ်သူတို့ရဲ့ default battery health mode ကိုလည်းဖွင့်ထားနိုင်တယ်ဥပမာဗျာbattery ကို 80% ဒါမှမဟုတ် 60% ထိပဲအားဝင်အောင်သွင်းပေးပြီးတော့ auto အားသွင်းတာရပ်ပေးတဲ့ features ပေါ့ဒီလို features တွေဖွင့်ထားမယ်ဆိုလို့ရှိရင် battery ကရေရှည်သက်တမ်းပိုပြီးတော့ကောင်းပါပါ laptop charger တွေကအမြဲတမ်းထိုးထားလို့ရှိရင် battery ပြတ်တယ်ဆိုတာအရင်ခေတ်က battery technology တွေရဲ့အယူအဆတွေကအခုခေတ်ထိကိုဆက်ပြီးတော့ပါလာတယ်လို့ပြောလို့ရမှာပါဒါပေမဲ့အပူချိန်ကိုဂရုစိုက်ပြီးတော့ battery ကိုမှန်ကန်အသုံးပြုမယ်ဆိုလို့ရှိရင် laptop battery တွေကအကြာကြီးခံပါပါကဲဒါဆိုလို့ရှိရင်ဒီနေ့တော့ laptop charger အမြဲတမ်းထိုးထားလို့ရှိရင် battery ကျက်လားဆိုတဲ့အဖြေလေးကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပြီးသွားပါပြီကိုလူတို့လည်း laptop ကို charger ပို့ပြီးတော့အမြဲသုံးနေတာလားဒါမှမဟုတ်ဖြုတ်လိုက်တက်လိုက်ဖြုတ်လိုက်တက်လိုက်နဲ့အဲ့လိုမျိုးသုံးတာလားဆိုတဲ့ဟာ comment အောက်မှာဝင်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါအောင်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးမှာလည်းပြန်တွေ့ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ content လေးတွေကိုသဘောကျတယ်ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ like and comment လေးလည်းပေးခဲ့ကြပါအောင်တတာ